ဆယ်မောင်ငါးများသည်၎င်းတို့၏ခန္ဓာကိုယ်များဆွေးမြက်လာနေသည့်တိုင်ဆက်လက်ကူးခတ်နေကြဆဲသည်၎င်းတို့လုံးဝမပူသို့သွားမီဥချေရန်အတွက်၎င်းတို့၏ဇာတိချက်ကြွရအရက်သို့မဖြစ်မနေပြန်ကြရသည်၎င်းတို့သည်သားပေါက်များကိုကိုယ်တိုင်မပြုစုနိုင်တော့လေ၎င်းတို့၏တက်မဲ့ခန္ဓာကိုယ်များမှာကြီးထွားလာမည့်ဆယ်မွန်လေးများအတွက်အာဟာရဖြစ်စေမည်ဖြစ်သည်ဆယ်မွန်ငါးတကောင်၏ဘဝတတန်တွင်အဆက်နှစ်ဆင်စေသည်ဥမာပေါက်ဖွားပြီးနောက်တမာထွားကြိုက်လာစေရန်ရေချိုတွင်၃နှစ်ခန့်နေထိုင်ကြသည်ထို့နောက်ကျဲပြောလာသောသမုဒ္ဒရာထဲသို့ထွက်ခွာသွားကြသည်၎င်းတို့၏ဘဝနီးကပ်လာသောအခါတွင်မူဥချေရင်ဟူသောမြင်မြတ်သည့်တာဝန်ကိုထမ်းဆောင်ရန်၎င်းတို့မွေးဖွားရာအရက်သို့ရေဆန်ကူးခတ်လာကြသည်ဤခရီးသည်ပြန်လဲမရှိသောခရီးတစ်ခုဖြစ်သည်လန်ခရီးတစ်လောက်တွင်ကပ်ပါကောင်များနှင့်ဘက်တီးရီးယားများက၎င်းတို့၏ခုခံအားစနစ်ကိုတိုက်ခိုက်ကြသဖြင့်ကြောင်းမိုက်ဖွဲကောင်းသောသွေးရောင်လွှမ်းသည့်တတ္တဝါများအဖြစ်သို့ပြောင်းလဲသွားကြသည်တာရဲသည်ဆန်များစွာ၏တိုက်ခိုက်မှုကိုလည်းခံကြပြီးတန်ရအနာတရာများချင်းရုန်းကန်ရင်းနောက်ဆုံးတွင်အိမ်ပြန်ရောက်လာကြသည်အသက်ရှင်ကျန်ရစ်သောအဖို့နှင့်အမများမှစုံသွဲများအဖြစ်ပေါင်းစည်းကဥချေရန်နေရာကိုရွေးချယ်ကြသည်၎င်းတို့သည်တကြိမ်သာမိတ်လိုက်ကြသည်ဥချေပြီးသည်နှင့်တဖြည်းဖြည်းတည်ဆုံပွားကြသည်